ကျွန်တော်အခုဘီလီယံနာတထေးတွေနေတဲ့လေးထက်တိုက် luxury အိမ်ကိုကျွန်တော်လိုက်ပြိုင်မှာဖြစ်ပါတယ်ဒီအိမ်ရဲ့ထူးခြားချက်ကတော့အတွင်းခန်းမှာဆိုရင်တော့မီးခံတစ်တာတိုက်ကြီးလဲဖွဲ့စည်းပြီးတော့တွေ့ရပါတယ်ဗျကျွန်တော်ရဲ့တူထဲမှာချက်လောက်သွားပြီးကြည့်အောင်ဒီ luxury အိမ်က project ကတော့ SCS developer ဆောက်လုပ်ထားဖြစ်ပါတယ် SCS developer ကတော့အထူးသဖြင့် luxury အိမ်ယာနဲ့ luxury condo တွေကိုဦးစားပေးပြီးတော့ဆောက်လုပ်ထားတဲ့ developer ဖြစ်ပါတယ် reputation ကောင်းတဲ့ developer တဦးလည်းဖြစ်ပါတယ်ဗျအခုမြင်တွေ့ရတော့ welcoming lobby ပဲဖြစ်ပါတယ်ဒါကတော့ dining room area ပဲဖြစ်ပါတယ်တော်လေးကိုကြီးကျယ်ခမ်းနားပါတယ်ဗျအနောက်ဘက်မှာဆို toilet နဲ့ hospital နဲ့ဖွဲ့စည်းပေးထားပါဗျဒီဘက်ချောင်းသွားကြည့်အောင်ဒါကတော့ living room area ပဲဖြစ်ပါတယ်စီညလည်းတစ်ဘက်စီည height ဖြစ်ပါတယ်ကဲမှာဆို private ရေဘူးကန်လည်းရှိပါသေးရဲ့ဗျဒီဘက်မှာဆိုလူကြီးမင်းတို့အတွက်ကားပါကင်ဖွဲ့စည်းပေးထားပဲဖြစ်ပါတယ်ဒါကတော့ split level ကြီးသုံးပေးထားပါဗျလူကြီးမင်းတို့ကားကိုနေတံမိုးတံကားပွင့်နေအောင် private ကားပါကင်ပဲဖြစ်ပါတယ်အပေါ်ထပ်သွားကြည့်အောင်အပေါ်ထပ်ကိုမတက်ခင်မှာဆိုရင်အထက်ထိုင်ပေါ်လို့ရတဲ့ lift elevator လေးဖွဲ့စည်းပေးထားပါဗျဒီအိမ်က project ဆိုရင်စွာရိုးတင်ပထနာ3လမ်းမဘေးမှာဆောက်လုပ်တာပြီးတော့ချာလုံ rest highway လမ်းမကြီးကိုလည်းချိတ်ဆက်ထားပါတယ်ဗျအဲ့ဒီ highway လမ်းမကြီးကိုအသုံးပြုပြီးတော့ Rama 9 area နဲ့ Central Wall နဲ့ Akamine တို့ကို15မိနစ်တွင်တွားရောက်နိုင်မှာပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတော့ဒုတိယထပ်မှာရှိတဲ့ master bedroom ခန်းပဲဖြစ်ပါတယ်သူရဲ့အခန်းဖွဲ့စည်းပုံတွေကတော့5 star hotel လို့ဖွဲ့စည်းပေးထားပါတယ်ဗျတော်တော်လေးကိုလှပါတယ်ဗျသွားပြီးတော့အခြားလေးအောင်သွားကြည့်အောင်ဒါကတော့အထက်တန်းသွားတဲ့ lift ပဲဖြစ်ပါတယ်ဒါကတော့ဒုတိယထပ်မှာရှိတဲ့ lobby ပဲဖြစ်ပါတယ်တော်တော်လေးကိုခမ်းနားပါတယ်ဗျတော်တော်လေးကိုလည်းကျယ်ပါတယ်ဗျဒီကဲမှာဆိုရင်တော့ meeting room လေးဖွဲ့စည်းပေးတော့တွေ့ရပါတယ်လူကြီးမင်းတို့အရေးပေါ်စီဝေးလုပ်ရပါတယ်ဗျဒီဘက်ချက်မှာဆိုရင် final ရှိပါတယ် final ကလည်းတော်တော်လေးကိုကျယ်ပါတယ်ဗျကျွန်တော်ရဲ့ဘယ်ဘက်ချက်မှာဆိုရင်တော့ meeting room ခန်းထပ်မံဖွဲ့စည်းပေးတာပါဗျနှခမ်းထက်ရှိသေးပါတယ်ဗျတော်တော်လေးကိုလာတော့တွေ့ရပါတယ်သွားပြီးခြားလေးအောင်သွားကြည့်အောင်အခုမြင်တွေ့နေရတော့ဒုတိယထပ်မှာရှိတဲ့အခန်းလေးရောက်ဖွဲ့စည်းပုံလေးပဲဖြစ်ပါတယ်တတိယထပ်သွားကြည့်အောင်ဒီအိမ် project ဆိုရင်တန်းတရာဝန်းကျင်ကနေစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်ကြောင့်မို့တတိမင်းတို့အကြိုက်တွေ့စီမှာတော့အမှန်ပါဗျအတွင်းခန်းလေးရောက်ဖွဲ့စည်းပုံအကုန်လုံးကလည်းအခုမြင်တွေ့နေရတဲ့တော်တော်လေးကိုလာပါတယ်ဗျဒါတော့တတိယမြောက်အခန်းပဲဖြစ်ပါတယ်တတိယမြောက်အခန်းမှာဆိုရင်တော့ secret မိခန့်တစ်တာတိုက်လေးရှိပါဗျကျွန်တော်ခဏလေးပြရပါမယ်ဒါကတော့ master bedroom ခန်းပဲဖြစ်ပါတယ်တတိယမြောက်ရဲ့ master bedroom ခန်းပဲဖြစ်ပါတယ်တော်တော်လေးလာပါဗျတွင်းခန်းလေးရောက်ဖွဲ့စည်းပုံနဲ့5 star hotel မျိုးဖွဲ့စည်းပြီးတော့တွေ့ရပါတယ်တော်လေးခန်းနာတော့တွေ့ရပါတယ်ဗျအခြားလေးအောင်သွားကြည့်အောင်ဒီဘက်မှာဆိုရင်တော့ add room ရှိပါတယ်ဗျပကြီး user တဲ့အခန်းလေးပဲဖြစ်ပါတယ်တော်တော်လေးလာပါဗျသူရဲ့ကဲမှာဆိုရင်တော့10သိန်းတန်ပုံဆိုင်ပင်ထည့်ပြီးတော့တွေ့ရပါတယ်သူရဲ့ vibe ကတော့တော်တော်လေးလာပါတယ်ဗျဒါကတော့တတိယထပ်မှာရှိတဲ့ master bedroom အခန်းကျယ်ကြီးလေးဖြစ်ပါတယ်တော်တော်လေးကျယ်ပါဗျ living room နဲ့ master bedroom ပေါင်းထားဖြစ်ပါတယ်အောက်တော့မှာဆိုရင်ဘုံဆိုင်ပင်ထက်မှဖွဲ့စည်းပြီးတော့တွေ့ရပါတယ်ဗျတော်တော်လို့လာပါတယ်ဒါကတော့ secret room ပဲဖြစ်ပါတယ်ဒီလူအခန်းမှာဆိုရင် walk-in closet နဲ့ interview ကနေထပ်မှဖွဲ့စည်းပြီးတော့တွေ့ရပါတယ်ဗျသွားပြီးကြည့်အောင်ဒါကတော့ဘတ်တက်ပါဖွဲ့စည်းပေးထားတဲ့ bathroom ရေချိုးခန်းလေးပဲဖြစ်ပါတော်တော်လို့ကျယ်ပါတယ်ဗျဒါကတော့ walk-in closet တီးတန့်ဖွဲ့စည်းပေးထားဖြစ်ပါတယ်တော်တော်လေးကိုကြီးပါဗျ walk-in closet လို့ပြောပေမဲ့ဒီမှာဆိုရင်တော့ secret room လေးရှိပါတယ်မိခင်တစ်တိုက်ဖွဲ့စည်းပေးတာတွေ့ရပါဗျလူဝမိခင်တစ်တိုက်ပဲဖြစ်ပါတယ်လူကြီးမင်းတို့ရဲ့ပိုင်ဆိုင်ဥစ္စာပစ္စည်းကိုရွှေငွေတွေကိုတော့လူ့ဘက်စာထိန်းသိမ်းထားလို့ရပါတယ်ဗျတော်လို့လာပါတယ်ဗျဒီ luxury အိမ်ရမှာဆိုရင်တော့ဒီဟာလေး highlight တစ်ခုပဲဖြစ်ပါတယ်ခုမြင်တွေ့နေရတဲ့အတိုင်းပဲတော်တော်ပြီးစိတ်ချတော့ထည့်သွင်းထားနိုင်ပါတယ်ဗျလူကြီးမင်းတို့အကြိုက်ဖွဲ့စည်းထားတဲ့ secret မိခံတစ်တာခန်းလေးပဲဖြစ်ပါတယ်ဒီဟာ project အတွင်းကဖွဲ့စည်းပုံ၄ရောက်တိုင်အောင်ဆိုရင်တော့ luxury vibe ကိုပြောခံစားမယ် luxury sensor ဖွဲ့စည်းပေးထားတာဖြစ်ပါတယ်ဒီဟာ project ဆိုရင်အထူးသဖြင့်ဒီ industry အိမ်လေးကတော့846 square meter ရှိပါတယ်ဗျ square feet အိမ်နဲ့တွက်မယ်ဆိုတော့9106 square feet ရှိမှာပဲဖြစ်ပါတယ်ဒီမင်းတို့ဒီအိမ် project ဆိုရင်တော့အထူးသဖြင့်တတိမင်းရဲ့ဆောက်လုပ်တာပြည်ချင်းကြောင့်မို့ဒီမင်းတို့စိတ်ဝင်စားပါက appointment ယူပြီးတော့လာရောက်ကြည့်ရှုနိုင်ပါတယ်ဗျဒါကတော့၄ချမ်းမြောက်ချက်လေးပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့ fitness center ဖွဲ့စည်းပေးထားပါဗျ outdoor garden လေးလည်းရှိပါတယ်လူကြီးမင်းတို့အညောင်းညာပြေ relax လုပ်ရနေရပဲဖြစ်ပါတယ်အထက်တိုင်းကိုသွားရတဲ့ lift လေးလည်းဖွဲ့စည်းပေးထားပါတယ်ဗျဒါတော့ rooftop ပဲဖြစ်ပါတယ်ဒီအိမ် project ရဲ့ပတ်ဝန်းကျင်ပတ်လဲအားဆိုရင်တော့တထေးတွေနေတဲ့လုံချင်းအိမ်လေးပဲဖွဲ့စည်းပေးထားဖြစ်ပါတယ်ပတ်ဝန်းကျင်နေထားလဲအရင်ကကောင်းပါတယ်ဗျအဲ့တော့ထိုင်းနိုင်ငံမှာရှိတဲ့ကွန်ဒိုနဲ့လုံချင်းဝင်မယ်ဆိုတော့ GNG Town House ကိုဆက်သွယ်မြတ်ဆုံးတဲ့နေမှာအားလုံးကျေးဇူးတင်ပါတယ်